တတ်မဲ့မှုတွေလူချင်းမှုတွေဖြောင်းနိုင်မှစိတ်ကလေးဟာလွတ်မြောက်မယ်စဉ်းစားကြည့်လေတွေ့တာမှုတွေရှိနေတဲ့လူရဲ့စိတ်ဟာအမြဲတမ်းအားငယ်နေတာကြီးပဲရှုံးပေးနေတာကြီးပဲလူတွေကကိုယ်ကဘဝကိုအနိုင်ရတဲ့လူသာထင်တယ်မဟုတ်ဘူးရှုံးပေးနေကြတာအားလုံးရာဂဝိရာဂစေတောဝိမု ക്തി တွေ့တာမှုတွေလူချင်းမှုတွေတတ်မဲ့မှုတွေကိုဖယ်ရှားပစ်လိုက်နိုင်မှတမာရီစိတ်ကလေးလွတ်မြောက်သွားတာဖြစ်ဆိုလိုတာကမစိတ်ကိုရမယ်လို့ဆိုလို့နိဗ္ဗာန်ကိုမြင်နိုင်စွာမရှိဘူးလေဘုန်းကြီးတို့စိတ်တွေဟာနိဗ္ဗာန်ကိုမြင်နိုင်စွာမရှိဘူးနိဗ္ဗာန်ကိုတွေးကြည့်ရင်ပိတ်ပိန်းနေတာပဲနော်နိဗ္ဗာန်ကိုတော့ဆုတောင်းတယ်အခုသွားမလားဆိုလို့ရှိရင်အလုပ်ထဲမှာပဲပြောမယ်ပြန်စဉ်းစားကြည့်လိုက်နော်မသွားနိုင်သေးဘူးလို့ဆိုတာတွေကရှိနေသေးတယ်အိမ်စိတ်မချသေးဘူးဆိုတာ